အားလုံးပဲမင်္ဂလာပါခင်ဗျာခုလက်ရှိဖြစ်ပွားနေတဲ့မလင်ဘေးဒဏ်ခံစားနေရတဲ့ကျွန်တော်တို့မြန်မာပြည်သူပြည်သားများနဲ့အတူကျွန်တော်တို့ထပ်တူထပ်မြတ်ဝမ်းနဲ့ကြည်ခွဲရပါတယ်ခင်ဗျာလက်ရှိမှာတော့ကမ္ဘာကျော်မြန်မာဖိုက်တာနှစ်ဦးဖြစ်တဲ့ကိုအန်လာအန်ဆန်နဲ့ဂျိုဆူအဗန်တိုကတော့သူတို့တက်နိုင်တဲ့ဘက်ကနေတယောက်တစ်မျိုးစီကူညီပေးနေတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ကိုအောင်လာကတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာသူ့ရဲ့ဒီအလိတ်ကလေးနီးနဲ့ထိုးခဲ့တဲ့ပွဲတော့ကအနိုင်ရခဲ့တဲ့သူ့ရဲ့လက်အိတ်ကိုလေလံတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ကျန်းကင်းစီအနေနဲ့ဒေါ်လာ6500သတ်မှတ်ထားပြီးတော့မြန်မာကျပ်ငွေအနေနဲ့300အထိရှိပါတယ်။ခုမှလည်းဝယ်ယူသူရှိနေပြီလို့သိရပြီးတော့ကျွန်တော်တို့နောက်ထပ်လိုက်လာမဲ့သူတွေကိုကျွန်တော်တို့ဧပြီလ6ရက်နေ့အထိနောက်ဆုံးထားပြီးတော့သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ကွန်လန်ဆန်ရဲ့လက်အိတ်ကဘယ်လောက်ထိရသွားမလဲဆိုတာကိုကျွန်တော်တို့စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။အဲ့ဒီရလာတဲ့သူ့ရဲ့လက်အိတ်ကဆေးတွေကိုလုံးကိုကျွန်တော်တို့မြန်မာငလင်ပေးသိနေတဲ့ပြည်သူတွေအတွက်အကုန်လုံးပြန်လည်ပေးအပ်သွားမှာပါလို့ကွန်လန်ဆန်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာဖော်ပြလာခဲ့တာဖြစ်ပါတယ်။ကျူဆူအဗန်ကတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ website link ခုကိုပြုလုပ်ပေးထားပြီးတော့သူ့ရဲ့ target ကဒေါ်လာ1000မျှော်မှန်းထားပြီးတော့လက်ရှိမှာလည်းကျွန်တော်တို့ဒေါ်လာ9000ကျော်ထိရသွားပြီလို့ကျွန်တော်တို့သိရပါတယ်။ကျူဆူအဗန်ဟာသိတ်တရလူဒန်းပေးခဲ့တဲ့အပြင် website ကနေရလာတဲ့ donate တွေကိုအကုန်လုံးကျွန်တော်တို့မြန်မာပြည်အတွက်ပေးအပ်သွားမယ်လို့ကျွန်တော်ကျူဆူအဗန်ကတော့ပြောပြသွားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာနှစ်ဦးကသူတို့ရဲ့ကမ္ဘာကျော်တဲ့ကုန်းပုတ်ကိုအသုံးချပြီးတော့မြန်မာနိုင်ငံအတွက်တက်နိုင်တဲ့ဘက်ကနေကူညီပေးကြတာဟာအရန်ဟိုမှအလုံးကြည်နူးစရာကောင်းပါတယ်ခင်ဗျာကျူဆူအဗန်ကတော့ UFC 316ပြိုင်ပွဲမှာထိုးရမယ့်ပွဲကိုအာရုံစိုက်ရမယ့်အချိန်မှာကျွန်တော်မြန်မာနိုင်ငံအတွက်သူတက်နိုင်တဲ့ဘက်ကနေလှုပ်ပြီးတာဟာကျွန်တော်တို့အတွက်အများကြီးအကူအညီဖြစ်စေနိုင်တယ်လို့ကျွန်တော်ကတော့ထင်မြင်မိပါတယ်ကျွန်တော်တို့မြန်မာဖိုက်တာနှစ်ဦးဟာအရန်မှသူတို့တက်နိုင်တဲ့ဘက်ကနေကူညီပေးကြတဲ့အတွက်ကျွန်တော်ကနေမြန်မာပြည်သူပြည်သားများကိုစားကျေးဇူးအများကြီးတင်ပါတယ်ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုကနေပြောပြလိုက်ချင်ပါတယ်မြန်မာပြည်ကြီးဒီလိုကတ်ဆိုးကြီးနဲ့ကြုံနေရတဲ့အချိန်မှာနိုင်ငံသီးသီးမှဝိုင်းဝန်းကူညီပေးခဲ့ကြတာဟာအမတန်မှကြည်နူးစရာကောင်းတဲ့မြင်ကွင်းဖြစ်ပါတယ်ဥရောပဘောလုံးနမိတ်ကြီးအသင်းတော်များများကလည်းကျွန်တော်မြန်မာနိုင်ငံအတွက်ဖက်ကနေသူတို့လူမှုကွန်ရက်စာမျက်နှာပေါ်မှာကူညီပေးကြတာကအမတန်မှချစ်စရာကောင်းတဲ့မြင်ကွင်းဖြစ်ပါတယ်ကမ္ဘာအသီးသီးကကျွန်တော်မြန်မာနိုင်ငံအတွက်လူဝင်အားဖြင့်လာရောက်ကူညီပေးကြတဲ့နိုင်ငံတွေလည်းရှိသလိုကျွန်တော်တို့ငွေကြေးအနေနဲ့ထောက်ပံ့ပေးခဲ့တဲ့နိုင်ငံတွေလည်းအများကြီးရှိပါတယ်အဲဒီနိုင်ငံတွေအတွက်လည်းကျွန်တော်ကနေပြီးတော့မှကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံဟာ2019ကနေစပြီးတော့ဒုက္ခမျိုးမျိုးနဲ့ကြုံတွေ့နေရတာဖြစ်ပြီးခုချိန်ထိဒုက္ခတွေမျိုးမျိုးကြုံနေရသေးပါပဲခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာလူဖြစ်ရတာဟာအမတန်မှကံဆိုးဆုံးလူတို့တောင်ကျွန်တော်တို့ပြောလို့ရတဲ့အနေအထားဖြစ်ပါတယ်ပြည်တွင်းရှိလည်းအခုထိကြုံနေရသလိုကတ်ဆိုးကြီးတွေကလည်းအမျိုးမျိုးနဲ့အခုထိကြုံနေရသေးပါခင်ဗျာ